နော်အားလုံးကျွန်တော်ရဲ့မရှိတငယ်ချင်းများနော်ဒါမြတ်တာလက်ဆောင်ပေါ့နော်မြတ်တာလက်ဆောင်ဒီနဲ့ဒါချပြလိုက်တာပါနော်အားလုံးလဲရစီခြင်းလို့ဒါကျွန်တော်ချပြလိုက်တာပေါ့ဒီကြည့်ပါနော်ကလနာခက်ခဲရှိတယ်ဗျနော်ကလနာခက်ခဲရှိတယ်ငါလီ3က345လို့ထွက်တယ်နော်လမ်းပြတယ်သူကနေတော့သူ့အောက်ကနေရေးလိုက်ပါတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်17ချိန်မြောက်ရောက်တာနဲ့လေးခွန်တုံညနော်သူ့ရဲ့အပေါ်နေနော်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ခွန်တုံညလေးလို့ရိုက်တယ်ဒီလေးခွန်တုံညနေသူ့အောက်ကနေကျွန်တော်တို့တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်17ချိန်မှာလေးနှစ်6လို့ရိုက်တယ်အဲ့လေးနှစ်6ကကျွန်တော်6လေးနှစ်ကကျွန်တော်တို့သူ့ရဲ့အပေါ်နေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာဒီချိန်မှာပေါ့နော်ခုရောက်ကပေါ့9ချိန်မှာပေါ့ဒီချက်ကြည့်ပါနော်ဒီ6လေးနှစ်ကကျွန်တော်ကဒီ6နှစ်4လို့ရိုက်ချင်တာပေါ့ဒီချက်ကြည့်ပါနော်ကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒါအားလုံးကိုရစီခြင်းလို့နော်ဒီ site ကိုချပြလိုက်တာပါအားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးမေတ္တာလက်ဆောင်နေနေပေါ့နော်ကျွန်တော်တို့ငါးလီ3နော်အဲ့ငါးလီ3ကသူ့ရဲ့အပေါ်နေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာ3 4 5လို့နော်ပြစ်ထားတယ် site ကတော့ကြီးပေါ့နော်ဒီ site အကြီးကိုဒါကျွန်တော်နော်လိုရင်းပဲနော်ပြလိုက်တော့ကလနာမှာလဲနော်ခက်ခဲရလဲရှိတော့နော်ကလနာခက်ခဲရှိတော့နော်ဒါလိုရင်းကိုပြလိုက်တာပေါ့နော်အားလုံးကျွန်တော်ရဲ့မေ့ဆီတငယ်ချင်းများအားလုံးဒီ9လေး3ကနေသူ့အောက်ကနေနော်17ချိန်ယူလိုက်ပါတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်17ချိန်ရောက်တယ်နဲ့4ခွန်3ညလို့ရိုက်တယ်အဲ့4ခွန်3ညကနော်ခွန်3ည4လို့လမ်းရိုက်တယ်နော်ဒီခွန်3ညဒီ4ခွန်3ညရဲ့အောက်ကနေနော်17ချိန်ဟိုဘက်ကိုပြန်ကြည့်လိုက်ပါနော်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်17ချိန်ရောက်တာနဲ့ကျွန်တော်တို့6 4နှစ်ဆိုတဲ့ကဏ္ဍကနော်ကျွန်တော်တို့ခုရောက်ဘက်ကို6နှစ်4လို့ရိုက်ချင်တာနော်သူကဒီ site မှာဘာလို့ရိုက်ထားလဲဆိုတော့နော်ကျွန်တော်တို့သူ့ရဲ့ဒီဘက်မှာဒီနောက်ပေါင်း30လို့ရိုက်ထားတယ်ကြည့်ပါနော်ကျွန်တော်ရမိတ်ဆွေငယ်ကြီးများအားလုံးနောက်ပေါင်း30လို့ရိုက်ထားတယ်နော်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့သူ့ရဲ့ဒီဘက်မှာကျွန်တော်တို့နောက်ပေါင်း30လို့ရိုက်ထားတယ်အဲ့လိုနောက်ပေါင်း30ရိုက်လို့လေ4ခွန်3ညကခွန်3ည4လို့ရိုက်တာပေါ့နော်ဒီမှာလည်းအဲ့လိုပဲသူ့ရဲ့ဒီဘက်မှာကျွန်တော်တို့သူ့ရဲ့ဒီဘက်ကမှာနောက်ပေါင်း30လို့ရိုက်ထားတယ်နော်နောက်ပေါင်း30ရိုက်လို့လေ6 4နှစ်က6နှစ်4လို့ရိုက်ချင်တာပေါ့နော်ဆက်ကြည့်ပါနော်ကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံး6နှစ်4ဒီ site နဲ့ဆိုရင်တော့အာပေါ့ဗျာနော်အာပေါ့နော်အဲ့ဒီမှာ तू ကလုံးကောက်သွားကြည့်အောင်ပေါ့နော်ဒီကျွန်တော်တို့လုံးထောက်ပေါ့လုံးထောက်နေလဲဆိုလို့ရှိရင်သူ့ရဲ့ဒီဘက်နှစ်မှာလဲသူ့ရဲ့ဇောင်းကနန်းပေါ့နော်ဒီလေးထိတ်ကနော်သူ့ရဲ့တပင်ကျော်မှာလေးအပိတ်လို့ပြစ်ထားတယ်ပေါ့နော်ဒါကတော့လုံးထောက်ပေါ့နော်လုံးထောက်စနစ်ပေါ့နော်ဒီလေးထိတ်ကသူ့ရဲ့ဇောင်းကဒီကလေးထိတ်ကလေးအပိတ်လို့လမ်းပြစ်ထားတယ်ဒီမှာလည်းအဲ့ဘယ်ကျွန်တော်တို့ဒီခွန်4ခွန်3ညကခွန်3ညလေးလို့ထွက်ဖို့ပေါ့နော်ပြစ်ဖို့ကကျွန်တော်သူ့ရဲ့ဇောင်းကနကဒီလေးထိတ်ကနော်လေးအပိတ်လို့ထောက်ထားတယ်နော်ပြစ်ထားတယ်နော်ဒါကတော့လုံးထောက်နဲ့သွားထားတယ်ပေါ့နော်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီ6 4နှစ်ကနော်နောက်ပေါင်း30ခံပြီးတော့နော်ကျွန်တော်တို့ဒီမှာ6နှစ်4လို့ရိုက်ဖို့ပါသူ့ရဲ့ဇောင်းကနန်းကလေးထိတ်အဲ့လေးထိတ်ကလေးအပိတ်လို့လည်းပြစ်ထားတယ်ပေါ့ဒီချာကြည့်နော်ဒီ line တွေတော့နော်ဒီ line ကကျွန်တော်တို့ဒီ line နဲ့တူတူပါပဲနော်ဒီ line နဲ့တူတူပါပဲဒါအကူတွေသိပါတယ်နော်ဒါကျွန်တော်
line ပေါ့နော်ဒီကျွန်တော်ဒီ4ခွန်3ညကကျွန်တော်တို့သူ့ရဲ့အောက်ကနေပေါ့နော်တစ်ချိန်နှစ်ချိန်သုံးချိန်မှာ198ရိုက်တယ်နော်198ရိုက်တယ်ဒါလေးကိုမှတ်ထားပေါ့နော်ဒီခွန်3ည4ကသူ့ရဲ့အောက်မှာတစ်ချိန်နှစ်ချိန်သုံးချိန်မှာ891ပေါ့နော်ဒီ198က891လို့ရိုက်ထားတယ်ပေါ့နော်ဒီ198ရဲ့အောက်ကနေတစ်ချိန်နှစ်ချိန်သုံးချိန်မှာခွန်64ပေါ့နော်ခွန်64ကိုမှတ်ထားပါကျွန်တော်တို့နော်ဒီ891ရဲ့အောက်ကနေတစ်ချိန်နှစ်ချိန်သုံးချိန်မှာကျွန်တော်တို့64ခွန်လို့သူကဒီလိုလဲပြစ်ထားတယ်ပေါ့နော်ကျွန်တော်ဒီ line ကိုဒါကနန်း site ပြကြလို့ပေါ့နော်ဒါမဆွဲပြတာပေါ့နော်ခွန်40 4ခွန်3ညနော်198နော်ခွန်64နော်ခွန်3ည4 891 64ခွန်နော်သူ3ခွက်တန်းနဲ့ဒီ site နဲ့လည်းတူတူပါပဲနော် site ကကနန်း site ကကြီးဒီဘက်ကနေလာထားတာပေါ့နော်ကနန်း site ကကြီးဒါလုံရင်းပဲပြတာပေါ့နော်သူအသွားလာပေါ့ကနန်း site အသွားလာပြတယ်ဒီဘက်ကယူထားတဲ့စနစ်ကိုဒါကျွန်တော်ပြန်ပြမယ်ပေါ့နော်ယူထားတဲ့စနစ်ကိုအားလုံးလည်းသိပါတယ်နော်ဒီချက်ကြီးပါကျွန်တော်ယူထားတဲ့ U1 unit စနစ်ပေါ့နော်သူဒီကနေနော်အသွားလာလေးလောက်ထားတယ်ပေါ့နော်ကနန်း site ယူတဲ့စနစ်ကကျွန်တော်တို့ဒီမှာပေါ့နော်ဒီ6ပရိတ်နော်ခွန်ပရိတ်ပေါ့နော်10ပရိတ်9ပရိတ်ပေါ့နော်6ခွန်10 9နော်အဲ့6ခု10 9မှာသူ့ရဲ့ဘောကနေနော်ဒီ6ခွန်10 9 6ပရိတ်မှာကျွန်တော်တို့သူ့ရဲ့ဘောကနေနော်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာနော်ရှီပေါင်း6လို့ပြန်ရိုက်တယ်နော်ဒီ6ပရိတ်ကြောင့်မလို့ရှီပေါင်း6လို့ရိုက်တယ်ဒီခွန်ပရိတ်နော်ခွန်ပရိတ်ကလည်းသူ့ရဲ့ဘောမှာကျွန်တော်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာရှီပေါင်းခွန်လို့ရိုက်တယ်နော်ဒီ10ပရိတ်ကသူ့ရဲ့ဘောကနေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာရှီပေါင်း8လို့ရိုက်တယ်ဒီ9ပရိတ်ကလည်းနော်သူ့ရဲ့ဘောကနေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာရှီပေါင်း9လို့ပြန်ရိုက်တယ်နော်ဒီ line ကလည်းဒါကြီးနော်ဒါကျွန်တော်လူရင်းပဲနော်ယူတဲ့စနစ်ကိုပဲဒါပြသွားမယ်ပေါ့နော်ဒီ line ကလည်းကျွန်တော်တို့ဒီ line ကနေလာထားတဲ့စီကြောပါဒါအားလုံးအကူဒီလက်ဒါဒီ line မှာဒါကြည်ဖို့ပါတယ်ပေါ့နော်ကျွန်တော်လည်းကြာကြီးလည်းမထိုင်နိုင်ဘူးပေါ့နော်ကြာကြီးလည်းမထိုင်နိုင်ဘူးဒီခွန်အပိတ်နော်ဒီခွန်ပိတ်လေးချက်ကနေဒါဆင်းထားတဲ့ line ပေါ့နော်ဆင်းထားတဲ့ line ကိုနော်ဒါပြမယ်ပေါ့နော်သူလာထားတာလဲနော်ဒီ line မှာဒါအကူတွေကြည်ဘူးတဲ့အကူတွေအများကြီးပါနော်ဒီ line မှာအကြီးပေါ့နော်ဒီအောက်ထီအောင်ကိုဒါနော်ကြီးပါဒါသူစနစ်ကိုပဲပြသွားမယ်ပေါ့နော်သူသွားနေတဲ့စနစ်ကိုပေါ့နော်ကျွန်တော်ပြပေးမယ်အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒီချာကြည့်ပါနော်ဒီ6ပရိတ်ကနော်ရှီပေါင်း6ရိုက်တယ်ခွန်ပရိတ်ကနော်ရှီပေါင်းခွန်လို့ရိုက်တယ်နော်10ပရိတ်ကနော်ရှီပေါင်း8လို့ရိုက်တယ်9ပရိတ်ကနော်ရှီပေါင်း9လို့ရိုက်တယ်ကြည့်နော်ကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးအဲ့ဒီမှာသူလှုပ်ထားတာကဘယ်လိုလှုပ်ထားလဲဆိုတော့နော်ဒီကနေဆင်းလိုက်ပေါ့နော်ဒီရှီပေါင်း6ပေါ့ဒီရှီပေါင်း6မှာလှုပ်ထားတာကနော်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်လို့ပြေးလိုက်တာနဲ့နော်ပရိတ်6ကရှီပေါင်း6လို့ရိုက်တယ်ဒီရှီပေါင်း6လို့ရိုက်လိုက်တာနဲ့တစ်ချိန်နှစ်ချိန်သုံးချိန်နော်လေးချိန်လို့ရိုက်လိုက်တာနဲ့ဒီသုံးလုံး9တယ်ဗျနော်ဒီခွန်ပရိတ်ကရှီပေါင်းခွန်လို့ရိုက်လို့ရှိရင်တစ်ချိန်နှစ်ချိန်နော်သုံးချိန်လေးချိန်လို့ရိုက်လိုက်တာနဲ့ဒီသုံးလုံး9တယ်ဗျအဲ့ဒီမှာရှီပေါင်း8ကနော်ဒီပရိတ်8ကရှီပေါင်း8လို့ရိုက်လို့ရှိရင်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာနော်ကျွန်တော်တို့ဒီသုံးလုံး9တယ်ပေါ့နော်အဲ့ဒီမှာဒီပရိတ်9ရှီပေါင်း9လို့ရိုက်လို့ရှိရင်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာနော်ကျွန်တော်တို့ကဒီက9ထိပ်ရယ်နော်10ခါရယ်6ထိပ်လို့ထင်ပါ9မယ်ဗျဒီချက်ကြီးနော်ကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒါနော်ဘယ်လိုကောမလဲခါရင်းပေါ့နော်ဒီချံကာလာမှာဒါအားလုံးလဲရစီခြင်းလို့ပေါ့နော်ကနန်းဆိုင်သူအသွားလာနဲ့လှုပ်ထားတယ်ဒီမှာကျတော့သူက
ဖြည့်ရှင်းချက်ဆိုင်နဲ့သူထည့်ထားတယ်ပေါ့နော်ကျွန်တော်တို့ထိပ်ရယ်နော်3ထိပ်ရယ်2ခါရယ်4ထိပ်ရယ်9တယ်နော်ဒီကခွန်ထိပ်ရယ်ခွန်ခါရယ်5ထိပ်ရယ်9တယ်ဒီက9ထိပ်ရယ်3ညခါရယ်3ညထိပ်ရယ်9တယ်5ထိပ်ရယ်10ခါရယ်6ထိပ်ရယ်မှာ9မှာပေါ့နော်အဲ့9တွေကဘယ်ဖြည့်ရှင်းလဲဆိုတော့ကျွန်တော်တို့သူ့ရဲ့ဒီဘက်ပေါ့နော်ကျွန်တော်တို့ဒီ6ပဋိရှေ့ပေါင်း6လို့လိုက်ထည့်တဲ့နော်ဒီ6ပဋိရပေးမှာဒီ3လုံး4တယ်ပေါ့နော်ဒီ4ရပဲ4ရပါ9လို့ထည့်ထားတယ်ပေါ့နော်တေချာကြည့်ပါကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးဒီ3လုံးပေါင်း4ရပဲနော်4ရပါ9လို့လိုက်ထည့်ထားတယ်ဒီမှာခွန်ပဋိနော်ရှေ့ပေါင်းခွန်လို့ရိုက်တယ်ရှေ့ပေါင်းခွန်လို့ရိုက်လိုက်တာ ਨੇ ကျွန်တော်တို့ဒီ3လုံးပေါင်း4လို့ရိုက်တယ်ပေါ့နော်ဒီ3လုံးပေါင်း4လို့ရိုက်တယ်ပေါ့နော်အဲ့4ရလဲ4ရပါဒီ3လုံး9လို့ရိုက်ထားတယ်ပေါ့နော်ဒီမှာလည်းအဲ့လိုပဲပဋိရှေ့ပေါင်း8လို့ရိုက်တယ်ရှေ့ပေါင်း8လို့ရိုက်တဲ့နေရာမှာလည်းတစ်ချိန်2ချိန်3ချိန်4ချိန်မှာဒီ3လုံး9လို့ထည့်ရတဲ့အကြောင်းရလဲသူကဒီပဋိ8ရပေးမှာဒီ3လုံးပေါင်း4လို့ထည့်ထားလို့ပေါ့နော်ဒီ3လုံးပေါင်း4လို့ထည့်တာ ਨੇ ပဋိ8ရှေ့ပေါင်း8လို့ရိုက်တာ ਨੇ သူကနေဒီ3လုံးပေါင်း9လို့ရိုက်ထားတယ်ပေါ့ဒီမှာကကျွန်တော်တို့ဒီ9ကိုဘာလို့ထည့်လဲဆိုတော့ကျွန်တော်တို့ဒီပဋိ9ရှေ့ပေါင်း9လို့ထည့်တယ်ထည့်တဲ့နေရာမှာဒီပဋိ9ရဲ့ဘေးမှာဒီ3လုံးပေါင်း4လို့ထည့်ထားတယ်အဲ့4ရပဲ4ရပါနော်9လို့ထည့်ထားတယ်ပေါ့ဒီကနန်းဆိုင်ကလည်းဒါကြီးပေါ့နော်ကြီးကိုဒါကျွန်တော်နော်အကုန်မပြဘဲနဲ့ကနန်းဆိုင်သွားလာပဲနော်ဒီကအသွားလာနဲ့ဒီကစနစ်နော်ယူဝန်ယူနီစနစ်ပဲဒါကျွန်တော်ပြခဲ့တယ်ပေါ့နော်အားလုံးကျွန်တော်ရမိတ်ဆွေတငယ်ချင်းများအားလုံးအဲ့လိုနော်4ရပါ9တယ်4ရပါနော်9တယ်4ရပါ9တယ်4ရပါ9မယ်ဆိုလို့ရှိရင်6ထိပ်နော်အဲ့6ထိပ်လို့ထည့်တဲ့နေရာမှာ तू က6ထိပ်လို့ဝင်လို့ရှိရင် तू ကနော်ဒီကထိပ်နဲ့ခါးနဲ့ကိုပြန်ခွန်ထားတယ်ပေါ့နော်ဒီမှာလည်းအဲ့လိုပဲထိပ်နဲ့ခါးနဲ့ကိုပြန်ခွန်ထားတယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ကနော်ဒီ6ထိပ်နဲ့တက်ခါးနဲ့ကိုခွန်ထားတယ်ပေါ့နော်ဒီကကျွန်တော်တို့က9ထိပ်နဲ့နှစ်ခါးနဲ့မှခွန်မယ်ပေါ့နော်အားလုံးကျွန်တော်ရမိတ်ဆွေတငယ်ချင်းများအားလုံးနော်ဒီချက်ကြည့်ပါဒီကတစ်ထိတ်နဲ့နော်6ခါးနဲ့ကိုခွန်ထားတယ်ပေါ့နော်3ညာခါးနဲ့ခွန်ခါးနဲ့ကိုခွန်ထားတယ်ပေါ့နော်ကျွန်တော်တို့နောက်ဒီက6ထိတ်နဲ့တစ်ခါးနဲ့ကိုခွန်ထားတယ်ပေါ့ဒီကကျွန်တော်တို့9ထိတ်နဲ့နှစ်ခါလို့ထဲမှာခွန်မှာပေါ့ဒီချက်ကြည့်ပါနော်ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးရွှေစေသားရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးထိတ်နဲ့ခါနဲ့ခွန်နဲ့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 အဲ့ခွန်တွေကဘယ်ကနေလာရှင်းလဲဆိုတော့ကျွန်တော်တို့သူကနော်ဒီဆက်သာဦးမှာဒီခွန်ပိတ်လို့သူထည့်ထားတယ်ပေါ့နော်ဒီဆက်သာဦးတော့မှာလာထားတဲ့ခွန်တွေပေါ့အဲ့ခွန်တွေကပဲကျွန်တော်တို့သူကဘယ်လိုလောက်ထားလဲဆိုတော့ကျွန်တော်တို့ဒီမှာဒီခွန်ကြောင်းမလို့ပေါ့နော်ဒီခွန်ပိတ်ကြောင်းမလို့သူကသူ့ရဲ့ဒီဘက်မှာလဲခွန်ပိတ်ပေါ့နော်ဒီကောင်ကတော့ပေါင်းချင်းနေနဲ့ထည့်မယ်ဆိုရင်တော့ပဋိနဲ့လိုက်ထည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့လွယ်လင်းတကူနော်ဒီခွန်ပိတ်၄ချက်ကနေပဲဖြည့်ရှင်းတယ်ပေါ့သူကနော်အားလုံးကျွန်တော်ရမိတ်ဆွေတငယ်ချင်းများအားလုံးသူကနေဒီပဋိ6နော်ရှေ့ပေါင်း6လို့ပေးလိုက်တာနဲ့သူ့ရဲ့အောက်နော်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်မှာဒီခွန်ပိတ်ကြောင်းမလို့နော်ကျွန်တော်တို့ထိတ်နဲ့ခါနဲ့ခွန်ထားတယ်ပေါ့ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ပဋိခွန်နော်ရှေ့ပေါင်းခွန်လို့ပေးတယ်ပဋိခွန်ကရှေ့ပေါင်းခွန်လို့ပေးလိုက်တာနဲ့နော်ကျွန်တော်တို့သူ့ရဲ့အောက်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်မှာနော်5ချိန်မှာကျွန်တော်တို့ဒီခွန်ပိတ်ကြောင်မလို့ဒီနှလုံးခွန်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ပဋိ8နော်ရှေ့ပေါင်း8လို့ပေးတယ်ဒီပဋိ8ရဲ့အောက်မှာတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်မှာဒီခွန်ပိတ်ကြောင်မလို့ထိနဲ့ခါနဲ့ခွန်တယ်ပေါ့နော်ဒီမှာလည်းအဲ့လိုပဲပဋိ9ရှေ့ပေါင်း9လို့ပေးတယ်
ပရိတ်ကိုကရှေ့ပေါင်းကိုလူပေးလိုက်တာနဲ့နော်သူ့ရဲ့အောက်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်မှာဒီခွန်ပိတ်ကြောင့်မလို့နော်ထိတ်နဲ့ခါနဲ့ခွန်မယ်ဆိုလို့ရှိရင်နှစ်ခါပေါ့ဒီခွန်ပိတ်လို့ယူရတဲ့အကြောင်းညာလဲနော်ဒီပရိတ်6ရှေ့ပေါင်း6လို့ထည့်တဲ့နေရာမှာသူကဒီ3လုံးကလည်းလိုက်6ထားတယ်ပေါ့ဒီလိုလိုက်ဒီ3လုံး6ကြောင့်မလို့လဲသူ့ရဲ့တပင်ကျော်ကဒီခွန်ထိတ်ခွန်အပိတ်ကြောင့်မလို့ဒီ3လုံးခွန်တယ်ပေါ့တခြားကြည့်ပါနော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးဒီပရိတ်6ရှေ့ပေါင်း6ကြောင့်မလို့ဒီ3လုံးကလည်းလိုက်6ထားတယ်ပေါ့ဒီခွန်ရှေ့ပေါင်းခွန်လို့ထည့်လိုက်တာ ਨੇ နော်သူကနေနော်ကျွန်တော်တို့ဒီပရိတ်ခွန်နေတစ်ချိန်နှစ်ချိန်သုံးချိန်ရဲ့အောက်မှာဒီ3လုံးခွန်ခဲ့လို့ပေါ့နော်ဒီပရိတ်ခွန်ကြောင့်မလို့ဒီ3လုံးခွန်လို့ထည့်လိုက်တာ ਨੇ ဟောမှားကုန်ပြီကြောင်းတော့မှားကုန်ပြီဒီ3လုံးခွန်ခဲ့လို့ပေါ့နော်သူ့ရဲ့ရှေ့ကဒီခွန်အပိတ်ကြောင့်မလို့ဒီ3လုံးဒီနှလုံးထိတ်နဲ့ခါနဲ့ခွန်ထားတယ်ပေါ့ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ပရိတ်ရှေ့ပေါင်း8လို့ထည့်တယ်ဒီပရိတ်8ကြောင့်ပဲတစ်ချိန်နှစ်ချိန်3ချိန်ရဲ့အောက်မှာကျွန်တော်တို့ဒီ3လုံးကလည်း8လို့ရိုက်ထားလို့နော်ဒီ3လုံး8လို့ရိုက်ထားလို့သူ့ရဲ့ရှေ့ကဒီခွန်ပိတ်ကြောင့်မလို့ပဲသူကဒီထိတ်နဲ့ခါနဲ့ကိုခွန်ထားတယ်ပေါ့နော်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ပရိတ်9ရှေ့ပေါင်း9လို့ထည့်တယ်နော်ရှေ့ပေါင်း9လို့ထည့်တာနဲ့တစ်ချိန်နှစ်ချိန်3ချိန်အောက်မှာကျွန်တော်တို့ဒီ3လုံး9လို့ရိုက်ထားတယ်ပေါ့နော်ဒီ3လုံး9ကလည်းဒီပရိတ်9ကြောင့်မလို့ပေါ့နော်ဒီ3လုံး9ကလည်းနော်ဒီပရိတ်9ကြောင့်မလို့ဒီရှေ့ပေါင်း9လို့ရိုက်ထားလို့နော်သူကလည်းဒီ3လုံး9လို့လိုက်ထည့်တာလို့သူ့ရဲ့ရှေ့ကဒီခွန်ပိတ်ကြောင့်မလို့ဒီနှလုံးခွန်လို့ထည့်မယ်ဆိုရင်နှစ်ခါပေါ့နော်ဒီချက်ကြည့်ပါကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးအဲ့ဒီမှာ6နှစ်တွဲဒါသူလာထားတယ်နော်ဟိုဘက်ကလည်းဒါသူလာထားတဲ့စနစ်ကိုဒါပြပြီးသွားပြီဒီမှာလည်းသူဝင်ထားတဲ့နော်ဖြီချက်ကိုလည်းဒါကျွန်တော်ပြထားတာပေါ့အဲ့ဒီမှာသူကဒီနောက်ပိတ်ကိုဘယ်လိုထည့်ထားလဲဆိုတော့ကျွန်တော်တို့နောက်ပိတ်ထည့်ပုံထည့်နီးစနစ်ကနော်သူကဒီပရိတ်6နော်ဒီမှာလဲသူကဒီ3လုံး6လောက်ပေးတယ်ဒီပရိတ်6ကရှေ့ပေါင်း6လို့ပေးလိုက်တာ ਨੇ နော်ဒီရှေ့ပေါင်း6နဲ့ဒီကခွန်ထိတ်နဲ့ကို3လို့ထည့်ထားတယ်နော်ဒီ3လုံးပေါင်းနော်3လို့ထည့်ထားတယ်အဲ့3ကပဲတစ်ချိန်နှစ်ချိန်3ချိန်4ချိန်မြောက်ရောက်တဲ့ဟာကျွန်တော်တို့ဒီကရှေ့ရွဲနဲ့ရှေ့ရွဲခွန်နဲ့ဒီကတစ်ပိတ်နဲ့ကို8လို့ထည့်ထားတယ်ဒီ3လုံးပေါင်း3ကြောင်မလို့3ညပါပါဒီလို8လို့ထည့်ထားတာပေါ့ဒီချက်ကြီးနော်ဒီပရိတ်ခွန်ဒီမှာလဲဒီ3လုံးခွန်လို့ထည့်တယ်နော်ဒီပရိတ်ခွန်ကြောင့်မလို့ရှေ့ပေါင်းခွန်လို့ထည့်လိုက်တာ ਨੇ ဒီရှေ့ပေါင်းခွန်နဲ့6ထိပ်နဲ့ကို3လို့ရိုက်ထားတယ်နော်ဒီကရှေ့ပေါင်းခွန်နဲ့6ထိပ်နဲ့ကို3လို့ရိုက်ထားတယ်အဲ့3ကပဲတစ်ချိန်နှစ်ချိန်3ချိန်4ချိန်မှာနော်4ချိန်မြောက်ရောက်တဲ့ကနကနော်ဒီ3လုံးပေါင်း3ကြောင့်မလို့3ညပါပါရှေ့ရွဲ9နဲ့နော်9အပိတ်နဲ့ကို8လို့ရိုက်ထားတယ်နော်ဒီချက်ကြည့်ပါနော်အားလုံးကျွန်တော်ရမိတ်ဆွေတငယ်ချင်းများအားလုံးဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဗရိတ်8ဒီ3လုံး8လဲရိုက်တယ်နော်ဒီ3လုံး8လို့ရိုက်ထားတဲ့ဒီဗရိတ်8ကဒီမှာလည်းသူကရှေ့ပေါင်း8လို့ရိုက်တယ်ဒီရှေ့ပေါင်း8လို့ရိုက်ထားတဲ့နော်ထိတ်မှာကျွန်တော်တို့ဒီ9ထိတ်နဲ့ဒီရှေ့ပေါင်း8နဲ့ဆိုရင်3နော်အဲ့3ကလည်းတစ်ချိန်နှစ်ချိန်3ချိန်4ချိန်မြောက်ရောက်တဲ့ကဏ္ဍကကျွန်တော်တို့ဒီကရှေ့ပေါင်း9နဲ့9အပိတ်နဲ့ကို8လို့ရိုက်ထားတယ်အဲ့8ကလည်းဒီ3လုံးပေါင်း3ကြောင်မလို့နော်3ရက်ပါပါဒီ3လုံးပေါင်း8လို့ရိုက်ထားတယ်ပေါ့ခဏလေးနော်အဲ့မှာဒီပရိတ်9ဒီပရိတ်9ကဒီ3လုံးပေါင်း9လို့လဲရိုက်တယ်ဒီပရိတ်9ကြောင့်ရှေ့ပေါင်း9လို့လဲရိုက်ထားတယ်ဒီရှေ့ပေါင်း9လို့ရိုက်ထားတဲ့သူကဒီရှေ့ပေါင်း9နဲ့4ထိပ်နဲ့ကို3လို့ရိုက်ထားတယ်ဒီ3လုံးပေါင်း3ကြောင့်မလို့တစ်ချိန်နှစ်ချိန်3ချိန်4ချိန်မြောက်ကခဏကကျွန်တော်တို့ဒီကရှေ့ပေါင်း4နဲ့နော်4ပိတ်နဲ့ကို8လို့ရိုက်ထားတယ်ဒီ3လုံးပေါင်း3ကြောင့်မလို့3ရက်ပါပါဒီ3လုံး8လို့ရိုက်ထားတယ်ပေါ့နော်အားလုံးကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးနော်ဒီ3လုံးပေါင်း3ကြောင့်မလို့3ရက်ပါပါဒီ3လုံး8တယ်ဒီ3လုံးပေါင်း3ကြောင့်မလို့3ရက်ပါပါဒီ3လုံး8တယ်ဒီ3လုံးပေါင်း3ကြောင့်မလို့3ရက်ပါပါဒီ3လုံး8တယ်ဒီ3လုံးပေါင်း3ကြောင့်မလို့3ရက်ပါပါဒီ3လုံး8မယ်ဆိုလို့ရှိရင်6နှစ်4ဆိုတဲ့ဒဲကိုဖြစ်မသွားဘူးလားအားလုံးကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးဟိုကလာတဲ့ site နဲ့နော်ဟိုကလာထားတဲ့ site နဲ့ဒီကတက်ထားတဲ့နော်ဖြီ site နဲ့ဆိုတော့ကျွန်တော်တို့က6နှစ်4ဆိုတဲ့ဒဲကိုဒါနော်အော်ဝမယ်ဗျ6နှစ်4ဆိုတဲ့ဒါဒဲကိုနော်ဒီမှာ6နှစ်4ပေါ့နော်6နှစ်4သူက
ဒီမှာလာထားတာလေသူကဒါလေးထောက်ထည့်ထားတယ်ရှီပေါင်း8ရှီပေါင်း9ရှီပေါင်း10ရှီပေါင်း17ဆိုတဲ့ဒီအထောက်လေးကိုထည့်ထားတယ်ပေါ့နော်ဒီချက်ကြည့်ပါနော်ရှီပေါင်း8ရှီပေါင်း9ရှီပေါင်း10ရှီပေါင်း17နော်အဲ့လိုသူကထောက်ထည့်ပြီးတော့သူဘယ်လိုလုပ်ထားလဲဆိုတော့เนาะဒီ site မှာပေါ့နော်သူ့ထက်မှာနော်ဒီ3ခါ2ခါ1ခါ3ညခါလို့လည်းရိုက်ထားတယ်နော်အဲ့မှာ3ခါ2ခါ1ခါ3ညခါလို့သူပေးလိုက်တာ ਨੇ ဒီ3နဲ့ဒီနောက်ပေါင်း3နဲ့ကို6အဲ့6နဲ့ခဏလေးနော်ဟုတ်တယ်အဲ့6နဲ့ဒီထိတ်နဲ့ကို9လို့ရိုက်ထားတယ်နော်9လို့ရိုက်ထားတယ်ဒီက2ခါဒီက2ခါနဲ့ကျွန်တော်တို့ဒီကနောက်ပေါင်း9နဲ့နော်ကျွန်တော်တို့ဒီက8ထိတ်နဲ့ကို9လို့ရိုက်ထားတယ်နော်တေချာကြည့်ပါနော်3ခါနောက်ပေါင်း3နော်ဒီ3လုံးပေါင်း6ထိတ်နဲ့ဒီ3လုံးပေါင်း6နဲ့9ထိတ်နဲ့9လို့ရိုက်ထားတယ်ဒီက2ခါဒီ3လုံးပေါင်း9နော်ဒီ3လုံးပေါင်းခွန်ဒီကနောက်တွဲ9နဲ့နော်ဒီ3လုံးပေါင်းခွန်အဲ့ခွန်နဲ့ဒီ8ထိတ်နဲ့ဆိုလို့ရှိရင်9လို့ရိုက်ထားတယ်ဒီက1ခါဒီ1ခါနဲ့နောက်တွဲ10နဲ့ဆိုတော့1နော်အဲ့1ကို4ထိတ်နဲ့ပေါင်း9နော်ဒီက3ညခါနော်3ညခါနဲ့နောက်ပေါင်း9နဲ့ဆိုတော့ဒီ3လုံးပေါင်း9အဲ့9ကို6ထိတ်နဲ့ဆိုတော့ကျွန်တော်တို့က9မနေဘူးလားနော်6ထိတ်အဲ့6ထိတ်ကိုပဲသူကလူလောက်ထားတယ်ပေါ့နော်သူ့ရဲ့ဒီဘက်မှာကျွန်တော်တို့ဒီ9ခါကြောင့်မလို့နော်ရှီပေါင်း9လို့ထည့်တယ်နော်ဒီမှာလည်းကျွန်တော်တို့ဒီ9ခါအဲ့9ခါကြောင့်မလို့ရှီပေါင်း9လို့ထည့်ထားတယ်နော်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီက2ခါအဲ့2ခါကြောင့်ပဲရှီပေါင်း2လို့ထည့်ထားဒီမှာကျွန်တော်တို့က8ခါအဲ့8ခါကြောင့်ရှီပေါင်း8လို့ထည့်မယ်ဆိုလို့ရှိရင်6နှစ်တွဲနော်9ခါကြောင့်မလို့နော်ရှီပေါင်း9တယ်9ခါကြောင့်မလို့ရှီပေါင်း9တယ်2ခါကြောင့်မလို့ရှီပေါင်း2တယ်8ခါကြောင့်မလို့ရှီပေါင်း8မသွင်း6နှစ်တွဲเนาะကျွန်တော်တို့ဒီအပိတ်ကိုလှုပ်ထားတာလေသူကဒီ3လုံးပေါင်း9အဲ့9ကြောင့်မလို့ပဲနောက်ပေါင်း9လို့ထည့်ထားတယ်ဒီ3လုံးပေါင်း10အဲ့10ကြောင့်မလို့ပဲနောက်တွဲက10လို့ထည့်ထားဒီ3လုံးပေါင်း9အဲ့9ကြောင့်ပဲနောက်တွဲက9လို့ထည့်ထားဒီ3လုံးပေါင်း6နော်ဒီ3လုံးပေါင်း6ကိုနောက်တွဲက6လို့ထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့6နှစ်4ဆိုတဲ့တဲ့နော်ဟောပါအားလုံးကျွန်တော်ရမိတ်ဆွေတငယ်ချင်းများအားလုံးဒါနော်ခါလွန်းကာလာမလို့ဒါညတလက်ဆောင်နေနဲ့ဒါကျွန်တော်ချပြလိုက်တာပါအားလုံးကျွန်တော်ရမိတ်ဆွေတငယ်ချင်းများအားလုံးပဲကောင်းကောင်းကြပါသည်နော်6နှစ်4တဲ့ပါ